ကဘာကြီးရဲ့အဆုတ်လိုတင်စားကြတဲ့ Amazon မိုးတက်တော်အကြောင်းသင်သိပါသလား Amazon Rainforest Amazon တော်ဆိုတာကကဘာပေါ်မှာအကြီးဆုံးမိုးတက်တော် Tropical Rainforest ဖြစ်ပြီးသဘာဝအရန်ကြီးမားပြီးအရေးပါတဲ့နေရာတစ်ခုပါ၎င်းဟာတောင်အမေရိကတိုက်မှာတည်ရှိပြီးဘရာဇီး60%ပီရူကိုလံဘီယာအစရှိတဲ့နိုင်ငံပေါင်း9နိုင်ငံအထိပြန့်နှံ့တည်ရှိပါတယ်စတူရန်မိုင်ပေါင်းညစ်တသမညစ်ထိုင်းခန့်ကျဲဝင်ပြီးဒါဟာဥရောပတိုက်ရဲ့ထုတ်ဝက်နီးပါးလောက်ရှိတဲ့ပမာဏကပင်မျိုးစိတ်ပေါင်း4000ကျော်ရှိပြီးနာမည်ကြီးဝမ်ဂျက်ကီဝါကြားသစ်တွေရှိပါတယ်ဂျက်ကီဝါက Amazon တော်ရဲ့အမြင့်ဆုံး predator တစ်မျိုးပါအားကောင်းပြီးရေထဲမှာပါကောင်းကောင်းလှုပ်ရှားနိုင်နေ1 Anaconda မြူကြီးတွေကဘာပေါ်မှာအလေးချိန်အကြီးဆုံးမြွေတွေကတစ်ခုရေထဲမှာနေပြီးအစာကိုလိမ်ပတ်ပြီးဖမ်းစားတတ်တဲ့3မကောချက်တူး၍ရောင်စုံတွေနဲ့လျှက်စိတ်ငါးရှင်တွေနေထိုင်ကြပါတယ်။အင်းဆက်မျိုးစိတ်ပေါင်း2.5 တန်းခန့်ရှိတဲ့လူခန့်မှန်းထားပါတယ်။ဒီတော့ကြီးထဲမှာစီးဆင်းနေတဲ့ Amazon မြစ်ဟာကမ္ဘာဒုတိယအရှည်ဆုံးမြစ်ဖြစ်ပေမဲ့ရေထုထဲအနေနဲ့ကြည့်ရင်တော့ကမ္ဘာအကြီးဆုံးမြစ်ပါ။ပင်လယ်ထဲကိုစီးဝင်တဲ့ကမ္ဘာရေထုပမာဏစုစုပေါင်းရဲ့ဒီဂျီခန်ကဒီမြစ်ကနေလာတာဖြစ်ပါတယ်။ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏအများအများကိုစုပ်ယူပြီးအောက်ဆီဂျင်ထုတ်လွှတ်ပေးတဲ့အတွက်ကမ္ဘာကြီးပူနွေးလာမှုကိုဟန့်တားပေးရမှာအရေးပါမှုကြောင့်ကမ္ဘာအဆုတ်လိုတင်စားခေါ်ဝေါ်ကြပါတယ်။ကျွန်ုပ်တို့အခုသုံးနေတဲ့ခေတ်ပေါ်ဆေးဝါး25%ခန့်က Amazon တော်ထဲကအပင်တွေကနေရရှိတာဖြစ်ပါတယ်။သို့တော့ Amazon တော်ထဲကအပင်မျိုးစိတ်100%ကိုပဲသိပ္ပံနည်းကျစမ်းသပ်ရသေးတာဖြစ်တဲ့အတွက်100%နီးသားကိုပဲသိရသေးတာပါ။လက်ရှိမှာတော့တစ်တော်ပြုံးလဲမှုပြဿနာတွေကြောင့်ဒီတော်ကြီးကချိန်နှောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ Amazon တော်နတ်ထဲမှာပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်မရှိဘဲရှေးဟောင်းရိုးသားအတိုင်းနေထိုင်ကြတဲ့လူမျိုးစုပေါင်း100ကျော်ရှိတယ်လို့ခန့်မှန်းရပါတယ်။ Amazon ဟာကဘာပေါ်မှာတခြားဘယ်နေရာမှာမရှိတဲ့ထူးဆန်းတဲ့သတ္တဝါတွေရဲ့မိခင်မြေဖြစ်ပါတယ်။ Wangping River Dolphin ပင်လယ်ထဲကမဟုတ်ပဲမြစ်ထဲမှာနေတဲ့လင်ပိုင်တွေပါ။သူတို့ရဲ့အရေးပြားကပန်းရောင်တန်းနေကြီးအလွန်ညံကောင်းကြပါတယ်။1ကမ္ဘာအကြီးဆုံးကျွတ်ကက်ပီဘာရာသူတို့ဟာကျွတ်မျိုးနွယ်ဝင်ဖြစ်ပေမဲ့ခွေးတစ်ကောင်လောက်နီးပါအရွယ်အစားရှိပါတယ်။ရေကူးတာအရန်ကျွမ်းကျင်ပြီး AACC နေတတ်တဲ့သတ္တဝါတွေပါ။2 sloth ဖြန့်ပြင်းကမ္ဘာအနေခွေးဆုံးသတ္တဝါလို့လူသိများပါတယ်။သူတို့ဟာတစ်နေ့ကို15နာရီကနေ20အထိအိပ်စက်တတ်ပြီးတစ်ပတ်ကိုတစ်ကြိမ်လောက်ပဲအင်တာတက်ဖို့တစ်ပင်ပေါ်ကဆင်းလာတတ်ပါတယ်။3ဖောက်ထွင်းမိရတဲ့ဖာ glass frog ဒီဖားလေးတွေရဲ့ပြောက်ပိုက်အရေးပြားကမှန်လို့ကြီးလက်နဲ့အတွက်သူတို့ရဲ့နှလုံးခုန်နေတာနဲ့အတွင်းကအင်္ကာတွေကိုအပြင်ကနေအတိုင်းသားမြင်နေရတာပါထို့အပြင်ဒီတော့ကြီးထဲမှာလှပတာတွေရှိသလိုအစိပ်ပြင်းနဲ့ဖားငယ်လေးတွေ poison dart frogs တွေနဲ့လူသားတွေကိုအန်ဒီရဲ့ပေးနိုင်တဲ့ piranha ငါးတွေလည်းရှိပါတယ်